မြေတာပဲဖြစ်ဖြစ်စေတနာပဲဖြစ်ဖြစ်လိုတာထက်ပိုပေးမင်းသွားတဲ့အခါကိုယ့်ဘက်ကိုပြန်ကျေးဖို့တတိမရကြတော့တလို့တန်ဖို့ထားရကောင်းမှလည်းနားမလည်ကြတော့ပါဘူးဒီတော့ဘယ်နေရာမှာမဆိုတာမန်ထက်ပိုသွားရင်နာကျင်ရတတ်တယ်ဆိုတာကိုနားလည်ထားပါအသိပဲလောက်ကြည့်ကြည့်အရသာရှိမှတန်ဖို့ရှိတာပါစာပဲလောက်တတ်တတ်ပညာရှိမှတန်ဖို့ရှိတာပါလူဇံမင်းရှင်းမမင်းရှင်းဆိုတဲ့စကားဟာလူကောင်းကြီးထွားခြင်းကိုပြောတာမဟုတ်ပါဘူးအရက်ပုရှင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးလူဇံမင်းတဲ့အတွေ့အခိုအသိပညာရှိခြင်းကိုသာဆိုလိုတာပါဒီတော့ဘယ်နေရာမှာနေနေစိတ်ကောင်းမွေးပါဘယ်သူနဲ့ပေါင်းကိုရှင်းစာစိတ်ထားပါဘာပဲလုပ်လို့စေတနာထားပြီးလုပ်ပါတနေ့ကြောင်ပြန်ဟပ်ပါလိမ့်မယ်လူတွေရှိဖို့အတွက်မေတ္တာနဲ့နေပါကံတွေရှိဖို့အတွက်ကုသိုလ်နဲ့နေပါလူမုန်းကံမုန်းရင်တော့ဘဝပါတုံးပြီလို့သာမှတ်ပါလို့